စကိုင်းတိုင်းကမ်ဘလူမြို့နယ်ကနေခင်ဦးဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားတရာကျော်ပါတပ်မ33နဲ့လက်အောက်ခံတပ်ကိုတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကော်မရှင်တပ်ရဲ့စစ်ကြောင်းစုဖွဲ့မှုပြက်ကစစ်ကြောင်းမှုပောင်ဝင်တပ်ဖွဲ့ဝင်90လောက်သေဆုံးပြီးစစ်သုံးမှန်15ဦးဖမ်းဆီးရမိတယ်လို့သိရပါတယ်။နိုဝင်ဘာ12ရက်နေ့မနက်8နာရီလောက်ကကမ်ဘလူမြို့နယ်ဝက်တိုးကျေးရွာစစ်ကော်မရှင်တပ်အထိုင်စခန်းကနေအင်အားတရာကျော်နဲ့စစ်ကြောင်းထိုးလာတဲ့တပ်မ33လက်အောက်ခံခလာရ111စစ်ကြောင်းကိုကမ်ဘလူမြို့နယ်ရင်းတိုက်ရွာနီးမှာတော်လိုင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ကြတာဖြစ်တယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။အဆိုပါတိုက်ပွဲမှာ3နိုင်ကျော်ကြာမြင့်ခဲ့ပြီးစစ်ကော်မရှင်တပ်ဖက်ကစစ်ကြောင်းမှုပောင်ဝင်ပြည်သူစစ်90လောက်သေဆုံးပြီးစစ်သုံးမှန်15ဦးကိုလက်နက်ခဲယမ်းတွေနဲ့အတူဖမ်းဆီးရမိတယ်လို့စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖစီကသိရပါဗျ။တက်လာတဲ့စစ်ကြောင်းပြက်ပြီးစစ်ကြောင်းမှုသေးတယ်အထိုင်စခန်းထဲကို20ကျော်လောက်ပဲပြန်ဝင်သွားနိုင်တယ်အရှင်မိတဲ့ကောင်တွေမှာဖင်တွေကြီးပဲကြည်မှန်တာဖင်တွေကုန်းပြီးကာသလားမသိဘူးလို့တော်လိုင်းတပ်ဖွဲ့ဝင်တူက AR Times ကိုပြောပါတယ်။တိုက်ပွဲအတွင်း MA1 2လက် MA3 2လက် MA4 1လက် G3 9လက် MA6 1လက် MAN 1လက်ကာပိုင်9လက်စလေယာ1လက်4လက်ဒရုန်း1စင်းဂျမ်မာအကြီး1လုံးပါဝါစတေးရှင်း1လုံးလပ်တော့1လုံး40မမဖုန်း1လုံးအင်နီကာ3လုံးတို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ပွဲမှာကမ်ဘလူပကဖကာဘိုးတိုက်နယ်ပကဖကြောက်တိုင်ပကဖရေဦးမြို့နယ်လက်ယုံပကဖခင်ဦးပကဖ PDF ပလဖစုဖွဲ့တက်ခွဲတို့ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ကမ်ဘလူခရိုင်ရွှေဘိုခရိုင်တွေမှာစစ်ကြောင်းထိုးပြီးအကြမ်းဖက်လုပ်ရက်တွေကိုလှုပ်ဆောင်နေတဲ့စစ်တပ်စစ်ကြောင်းကိုကမ်ဘလူခရိုင်ပကဖအထူးလှုပ်ရှားတပ်ရင်းရေဦးမြို့နယ်ပကဖဒူးဝန်အဖွဲ့ရွှေဘိုခရိုင်အမှတ်3တပ်ရင်းခင်ဦးအမှတ်25တပ်ရင်းဒဇယ်နဲ့တွန်လိုင်းအင်အားစုတွေကကြားဖြတ်တိုက်ခိုက်ခဲ့လို့စစ်တပ်ဘက်ကထိနာပြီးစစ်တုံးမန်းနဲ့လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိကြောင်းစကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖကသတင်းထုတ်ပြန်ထားပါတယ်